မင်္ဂလာပါရှင်လုပ်ငန်းခွင်တွေမှာအရေးအသွေးဒါမှမဟုတ် quality ဆိုတဲ့စကားလုံးကိုခဏခဏသုံးလေးရှိကြပါတယ် quality ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ quality ဆိုတာဈေးကြီးတာကိုဆိုလိုတာမဟုတ်ပါဘူးသုံးစွဲသူတွေရဲ့လိုအပ်ချက်ကိုပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်တာ quality ပါပဲ quality ကိုအရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုရရင် quality ဆိုတာသတ်မှတ်ချက်များကိုပြည့်မီခြင်းပဲဖြစ်ပါတယ်ပစ္စည်းတစ်ခုဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုဟာသုံးစွဲသူကဘယ်လိုလိုချင်တာလဲထုတ်လုပ်သူသို့မဟုတ်ဝန်ဆောင်မှုပေးသူတို့ကဘယ်လိုဖြစ်ရမယ်လို့ဂရုပေးထားသလဲဆိုတဲ့သတ်မှတ်ချက် requirements နဲ့ကိုက်ညီနေရင်အဲ့ဒါ quality ရှိတာပါပဲ ISO စံချိန်စံညွှန်းအရ quality ကိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုတစ်ခုမှာရှိရမယ့်ပင်ကိုယ်သွင်းပြင်လက္ခဏာဂုဏ်သတ္တိတွေဟာသုံးစွဲသူတွေရဲ့လိုအပ်ချက်သို့မဟုတ်သတ်မှတ်ချက်တွေကိုဘလောက်အထိပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်တယ်လဲဆိုတဲ့အတိုင်းအတာပဲဖြစ်ပါတယ်ရှင်။